去把那个啦，反正那个多人来嘛，然后我啥没 breakfast 啥没 breakfast 啥没，咪咪，刚晚是摆啥的啦？咪也摆啥的啦？家吧。哦，这个。哦，这是。哪里？哪里？来谁的就好。ကဲကျွန်တော်တို့ဒီနေ့ပန်းတနော်ကို short trip လေးထွက်လာတာခုရောက်ပါပြီရောက်တဲ့နေရာလေးနောက်မှတစ်ချက်ကြည့်ပါအောင်အကုန်လုံးလေကွင်းလေးကြီးပဲဒီမှာအေးချမ်းချမ်းနေနေပေါ့ရာသီတို့လည်းတာရတယ်ဘယ်မှာတော့ဘူးပြည်ချန်ပီယံဘူးပင်တို့ရွှေကွမ်းရွတ်ပင်တို့တခြားပင်တွေပေါ့နော်ငပြောပင်တို့စိုက်တဲ့နေရာလေး